ကျွန်တော်ဟာဓာတ်တစ်ချောင်းနဲ့ကစားနေရင်မတော်တဆလှေကုန်းဘက်ကိုအပေါက်ဖောက်မိသွားတယ်လီစာနဲ့အကြည့်ချင်းဆုံပြီးအနေရခတ်သွားတာကြောင့်အဲ့ဒီအပေါက်ကိုခြေထောက်နဲ့အမြန်လန်းပိတ်လိုက်ရတယ်အဲ့ဒီအချိန်မှာပဲရန်သူကင်းလှည့်တင်မောကရုတ်တရက်ချင်းကပ်လာပါတော့တယ်ကျွန်တော်နဲ့အဖွဲ့သားတွေဟာတန်ငါးတွေဖြစ်အမြန်ဆုံးအသွင်ပြောင်းလိုက်ကြသလိုလီစာကလည်းယောက်ျားလေးတစ်ယောက်လိုဝစ်ဆင်လိုက်ရတယ်ရန်သူအရာရှိကစစ်ဆေးဖို့အတွက်လှေပေါ်တက်လာခဲ့တယ်ဂျွန်ဂျန်ကငါးဖက်နေတယ်လို့ဟန်ဆောင်ဖို့ငါးစာတွေကိုဆွဲယူခဲ့ပေမဲ့ပြာရခတ်နေတာကြောင့်ငါးများချိတ်ကိုတောင်အစာမတက်နိုင်ခဲ့ဘူးသူအရန်ထိတ်လန့်သွားပြီးငါးစာတီကောင်ကိုအရာရှိရဲ့အုတ်ထုတ်ပေါ်ကိုတောင်လွှင့်ပစ်လိုက်မိသေးတယ်ကံကောင်းတာကတော့အရာရှိကတန်တရားမဝင်ခဲ့ပါဘူးအဲ့ဒီနောက်အရာရှိကလီစာရှိရာဘက်ကိုရှောက်လာခဲ့တယ်သူမဟာငါးများတန်ကိုအသေးတန်လွှဲလိုက်ပေမဲ့ပင်လယ်ထဲကိုပြုတ်ကျသွားခဲ့တာကြောင့်ငါးများတကိုင်းနဲ့အချောင်းကိုပဲမှန်ပြောင်းဖြစ်ဟန်ဆောင်ပြီးတုံးလိုက်ရတယ်အရာရှိကတကယ်ကြီးယုံသွားပေမဲ့သူပြန်ခါနီးမှာပဲလီစာကအမျိုးသမီးအိမ်သားတွေကိုဝင်သွားတာကိုမြင်သွားခဲ့တယ်ဒါဟာလိန်ညာနေတာမှအရာရှိကချက်ချင်းရိပ်မိသွားပြီးသူ့လူတွေကိုပြစ်ခတ်ဖို့အမိန့်ပေးလိုက်ပါတော့တယ်ကျွန်တော်လည်းတနက်ကိုချက်ချင်းဆွဲယူပြီးပြန်ပြစ်ခတ်ရင်းအဖွဲ့သားတွေကိုအရင်ဆုတ်ခွာခိုင်းလိုက်တယ်ကျွန်တော်တရားစက်ပြစ်ခတ်နေရင်ထွက်လာတဲ့ကြီးခွန်တွေဟာတောင်ပုံရပုံဖြစ်လာပြီးကျွန်တော်ကိုတော့မြုပ်တော့မလို့ပါပဲရန်သူတွေဟာလည်းတယောက်ပြီးတယောက်အစီအီအပြစ်ခံရဖို့တန်းစီပေးထားတယ်လို့ပါပဲနောက်ဆုံးမှာတော့ကျွန်တော်စီမှာကြီးစံကုန်သွားခဲ့တယ်အရာရှိကအရန်ဝမ်းသာသွားတဲ့အချိန်မှာကျွန်တော်ကလက်ပစ်ပုံတစ်လုံးကိုဆွဲထုတ်ပြီးသူ့ပါးစပ်ထဲကိုတက်တက်ပစ်ထည့်လိုက်တယ်ပောက်ကွဲမှုကြောင့်ကျွန်တော်ဟာကောင်းကင်ပေါ်လွင့်တက်သွားပြီးမြေပြင်ပေါ်ကိုခေါင်းဆိုင်ကျခဲ့ရတယ်အဖွဲ့သားတွေကကျွန်တော်ကိုအမြန်ဆွဲထုတ်ပေးခဲ့ကြတာပေါ့မကြခင်မှာပဲကျွန်တော်တို့ရန်သူစခန်းကိုရောက်သွားခဲ့တယ်ကျွန်တော်ဟာဓာတ်ကိုတုံးပြီးစူးကြိုးတွေကိုဖျက်ခဲ့ရမှာအပေါက်ကြီးတစ်ခုရလာတဲ့အတွက်အားလုံးစခန်းထဲကိုခိုးဝင်နိုင်ခဲ့ကြတယ်ဒုံးကြီးပစ်တဲ့ကိရိယာကင်ထားတဲ့အဖွဲ့သားတစ်ယောက်ကတကားကိုတွားခောက်တဲ့အခါတကားလာဖွင့်တဲ့ရန်သူဟာလက်တီးတစ်ချက်နဲ့တင်မေးလဲသွားခဲ့တယ်လီစာကလည်းတနက်နဲ့ချိန်ရွယ်ပြီးရန်သူကိုတူနဲ့ထုနဲ့နှိမ်နှင်းခဲ့တယ်ကျွန်တော်ကတော့ရန်သူကိုများနဲ့ပစ်ပေမဲ့တစ်ချက်မှမထိတဲ့အပြင်များရီတောင်ကုန်သွားခဲ့တာကြောင့်ကြက်တကောင်ကိုဖမ်းပြီးများအဖြစ်အသုံးပြုကပစ်ခတ်ခဲ့ရပါသေးတယ်အဲ့ဒီနောက်မှာတော့ဓာတ်စာခံတွေကိုကဲထုတ်ဖို့အတွက်အချင်းထောင်ဘက်ကိုတွားခဲ့ကြတယ်ကျွန်တော်ဟာတစ်သားချောင်းလေးတစ်ချောင်းနဲ့တော်တွဲကိုချိတ်ယူဖို့ကြိုးစားခဲ့ရမှာကံကောင်းကျင်တော့ကင်းသမားကနှစ်ချိုက်အိပ်ပျော်နေခဲ့တယ်တော်တွဲကိုရလာတဲ့အခါဓာတ်စာခံစီကိုလှမ်းပစ်ပေးလိုက်ပေမဲ့အရန်ဝေးသွားခဲ့တယ်ဒါကြောင့်ဓာတ်စာခံဟာတကားကိုဖွင့်အပြင်ထွက်ပြီးတော့သွားယူကအထဲကိုပြန်ဝင်ပြီးမှအခန်းတကားကိုတော့ဖွင့်ရတဲ့အထိဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲကင်းသမားကရုတ်တရက်နိုးလာပါတော့တယ်ဓာတ်စာခံကလက်ထဲမိတဲ့လက်နက်တစ်ခုနဲ့သူ့ကိုရိုက်ချလိုက်ပေမဲ့မတော်တဆနေရန်ကအချက်ပေးခေါင်းလောင်းကိုတွားထိမိသွားတယ်ရန်သူတွေအကုန်လုံးဝိုင်းလာကြတာကြောင့်ကြံနေတဲ့ဓာတ်စာခံတွေကိုလွှတ်ပေးရင်ကျွန်တော်တို့ဆုတ်ခွာခဲ့ကြတယ်ကျွန်တော်ဟာစက်တနက်ကိုပြန်ကောက်ကင်ပြီးတရားစက်ပစ်ခတ်ခဲ့ပေမဲ့မကြခင်မှာပဲကြီးကုန်သွားပြန်တယ်ဒါကြောင့်ကြီးစံတွေကိုလက်တဆုပ်စာယူပြီးရန်သူတွေစီကိုလှမ်းပစ်လိုက်တဲ့ခါမှာတော့သူတို့အားလုံးဟာလိမ္မာပါနှက်စွာနဲ့ပဲတယောက်ပြီးတယောက်လဲကျသွားပါတော့တယ်